နောက်ဆုံးမှာတော့ဆရာကမျက်မှောင်ကျုပ်ပြီးနန်းကုန်လီကိုသူမအိမ်ကိုပြန်ပို့ပေးဖို့ကျွန်တော်ကိုခိုင်းလိုက်ပါတယ်ကျွန်တော်ကဆရာခင်ဗျာသူမရဲ့အဖေကဒီရွာမှာအရက်အတောက်ဆုံးသူပါသူအရက်မူးလာရင်လူတိုင်းကိုရိုက်နှက်တတ်ပါတယ်သူ့ကိုအိမ်ပြန်ပို့မဲ့စားတခြားကျောင်းသားတွေရဲ့မိဘတွေနဲ့အရင်ဆုံးတိုင်ပင်ပြီးစီစဉ်ပေးတာပိုကောင်းမယ်ထင်ပါတယ်လို့တင်ပြလိုက်ပါတယ်နောက်ဆုံးမှာတော့ကျောင်းသားတဦးရဲ့မိခင်ကနန်းကုန်လီကိုခေါ်သွားပြီးတက်ရှင်းရေးလုပ်ပေးကသူမအတွက်အဝတ်စားတစ်ခုငှားရမ်းပေးလိုက်ပါတော့သည်အဝတ်စားဟောင်းလေးတွေကိုသူမဝတ်ဆင်ထားပါတယ်အဲ့ဒီအချိန်မှာသူမရဲ့မျက်နှာကိုကျွန်တော်ပထမဆုံးအကြိမ်ဖြစ်အသေးချာမြင်လိုက်ရတယ်ဘဲဥပုံမျက်နှာလေးမျက်ဝန်းအိမ်ကြီးတွေနဲ့ဖြူဖွေးနေတဲ့အရေးပြားကိုပိုင်ဆိုင်ထားသူပါနည်းနည်းပိန်နေတာကလွယ်ရင်သူမဟာလုံးဝမစိုးပါဘူးဝတ္ထုတွေကသူ့ရဲ့ကောင်းမလေးပြီးတလွန်းလာပါတယ်သူမဟာကျွန်တော်နောက်ကနေအိတ်အဟောင်းလေးကိုလွယ်ပြီးလိုက်လာပါတယ်ကျွန်တော်ရက်လိုက်ပြီးသူမကိုနောက်ပြန်လှည့်ကြည့်လိုက်တယ်ဒီမနက်ငါးမုံကိုလူယူတာကိုငါလုံးဝမကြိုက်ဘူးနောက်တစ်ခါထက်လို့ရင်တော့မင်းကိုငါရိုက်မှာပဲလို့ပြောလိုက်တယ်သူမဟာကျွန်တော်ကိုအမဲဆက်တွေပြည့်နေနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်ပြီးနောက်ပြေးထွက်သွားပါတော့တယ်ကျွန်တော်ကမင်းတကြားလုံးမေ့သွားပြီလေလို့အော်ခေါ်လိုက်တဲ့အခါသူမကချက်ချင်းလက်ပြန်လာပြီးကျွန်တော်လက်ထဲကတကြားလုံးကိုလူယူကအမြန်ဆုံးထွက်ပြေးသွားပြန်ပါတယ်နောက်ရက်တွေမှာတော့နန်းကုန်လီဟာကျွန်တော်အိမ်ရှိကိုတခါမှထပ်မပေါ်လာတော့ပါဘူးကျွန်တော်ကရေခွက်ကိုတူနဲ့ဘလောက်ပဲခောက်ပြနေပါစေသူမကိုလာအောင်မခေါ်နိုင်တော့ပါဘူးနေရံပေါ်မှာတင်ထားတဲ့အစားအစာတွေဟာရင်ကောင်တွေဝိုင်းလာတဲ့အထိကြံနေခဲ့ပြီးဘသူမှလာမစားကြတော့ပါဘူးကျွန်တော်စိတ်ထဲမှာပဲငါအဲ့ဒီနေ့ကရိုက်မယ်လို့ချင်းချောက်မိတာကြောင့်သူမငါ့ကိုစိတ်ကောက်ပြီးရှောင်နေတာများလားလို့တွေးတောနေမိတယ်ဒီနေ့မှာပဲရွာလမ်းမပေါ်မှာနန်းကုန်လီနဲ့စုံမိပါတယ်ကြောင်ပေါက်စလေးတစ်ကောင်ဆိုင်ကယ်မျိုးစားတစ်မျိုးနဲ့အတိုက်ခံလိုက်ရပါတယ်ကြောင်လေးကတွေးအံနေပြီးခန္ဓာကိုယ်ခုလုံးတုံနေတာကိုမရက်တတ်နိုင်ဖြစ်နေတယ်ဒီအတိုင်းဆိုရင်သူအသက်ရှင်နိုင်တော့မှာမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်နန်းကုန်လီကတော့သူမအနာကိုတိုးကပ်သွားတယ်သူမကကြောင်လေးရဲ့ခေါင်းကိုတစ်ဖက်လေပင်ကိုတစ်ဖက်နဲ့ကင်ပြီးရုတ်တရက်အားနဲ့လိန်ချိုးလိုက်ရာတရိษံလေးရဲ့ဝေဒနာကိုချက်ချင်းအဆုံးသတ်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့တကူလုံးချက်တီးတွေထားသွားပြီးတုတ်ပြန်မှုအနေနဲ့နောက်ကိုတလန်းဆုပ်မိလိုက်တယ်သူမကကျွန်တော်ကိုလှည့်ကြည့်လာပါတယ်သူမရဲ့အကြည့်တွေကအေးဆက်ပြီးဘာအရေးရောင်မှမရှိပေမဲ့သူမဘာမှထပ်လို့မနေတော့ပါဘူးသူမဟာအသက်မဲ့နေတဲ့ကြောင်လေးရဲ့ကိုခန္ဓာတတိလေးကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ပတ်ထားပြီးနောက်တောအုပ်ငယ်လေးတွေကိုဝင်သွားကကျင်းတူပြီးမြေမြုပ်လိုက်ပါတယ်သူမရဲ့ကြောပြင်းတတိလေးကိုကြည့်နေရင်းနဲ့ပဲသူမရဲ့လုပ်ရက်ကိုကျွန်တော်ရုတ်တရက်နားလည်သွားပါတယ်ကြောင်လေးကိုဝေဒနာတွေနဲ့ဆက်ပြီးတေမင်းနဲ့ရုန်းကန်နေရတာထက်အမြန်ဆုံးဆုံးသက်ပေးလိုက်တာကပိုကောင်းတယ်ဆိုတာသူမသိနေပုံမှာပဲဒါပေမဲ့သူမကအသက်9နှစ်တောင်မပြည့်သေးပါဘူးသူမဘလို့ဘဝမျိုးကိုများဖြတ်တန်းလာခဲ့ရလို့ဒီလောက်တောင်ရက်ဆက်ကြမ်းတမ်းတဲ့စိတ်ဓာတ်မျိုးပိုင်ဆိုင်နေရတာလဲကျွန်တော်အိတ်ထဲကသမင်းချိုက်တစ်လုံးကိုထုတ်လိုက်ပြီးသူမကိုခေါ်လိုက်ပါတယ်နန်းကုန်လီဒါကိုယူလိုက်နေ့လယ်စာကျောင်းမှာစားပြီးရင်ဒီချိုင်တဲကိုအစားအစာတွေထည့်ပြီးအိမ်ကိုယူသွားလိုက်ပါလို့ပြောလိုက်ပါတယ်သူမကကျွန်တော်ကိုငေးကြည့်နေတယ်မိန်းကလေးတယောက်ဆိုရင်အဝတ်စားလဲဖို့နဲ့ကိုလက်တန့်စင်ဖို့လိုတယ်လေလို့ပြောတော့သူမကကျွန်မမှာအဝတ်စားတွေမရှိဘူးတဲ့အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကျွန်တော်လက်ချောင်းထဲမှာတစုံတစ်ခုစွတ်တက်လာတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်သူမရဲ့နုံနွေပေးနေတဲ့လက်ကလေးကိုစုပ်ကင်လိုက်ပြီးငါအိမ်ကိုလိုက်ခဲ့လို့ပြောလိုက်ပါတယ်အိမ်ရောက်တဲ့အခါမှာတော့ကျွန်တော်အဖိုးဖွားတွေကိုအခြေအနေကိုရှင်းပြလိုက်ပါတယ်ကျွန်တော်ငငယ်ကဝတ်ခဲ့တဲ့အဝတ်စားတန်တန်လေးတွေကိုပြန်ထုတ်ပြီးသူမရဲ့အိတ်ထဲမှာစနစ်တကျထည့်ပေးလိုက်တယ်ပြီးတော့ရေခွက်ကိုနေရံဘက်ချမ်းကိုရွှေ့လိုက်ပြီးအဝတ်တွေကိုဘလို့စိန်ရမလဲဘလို့ပို့ရမလဲဘလို့ရေးစင်အောင်ဆေးပြီးအချောက်လန်းရမလဲဆိုတာကိုအစင်စင်တင်ပေးခဲ့တယ်သူမဟာအလွန်အာရုံစိုက်ပြီးနားထောင်နေတဲ့အဖိုးနဲ့အဖွားကလည်းအစားအသောက်တွေပြင်ဆင်ပြီးကျွန်တော်တို့နဲ့အတူစားဖို့ခေါ်ကြပေမဲ့သူမညှင်းဆန်လိုက်တယ်ဒါကြောင့်ကျွန်တော်ဟာထမင်းနဲ့ဟင်းသီးဟင်းရွက်တွေကိုပကံထဲကိုပမာဏများများထည့်ပေးလိုက်ပြီးအားလုံးကိုလူမီနီယံထမင်းကြိုက်လေးတွေကိုထည့်ပေးလိုက်ပြီးသူမစီကမ်းပေးလိုက်ပါတယ်သူမဟာချိုင်းကိုလှမ်းယူပြီးကျွန်တော်တို့အိမ်တကားဝမှာပဲထိုင်ချကအစာငတ်နေသူတယောက်လိုအာရပါရစားတော့ပါတော့တဲ့ပကံထဲမှာဘာမှမကြံခဲ့အောင်ကိုစားလိုက်တာပါမကြခင်မှာပဲကျောင်းမှာနန်းကုန်လီတယောက်သူမရဲ့အဖေစီကနေအရိုက်ခံနေရတာကိုတွေးလိုက်ရတယ်သူမဟာဘာမှပြန်မပြောဘာမှလည်းခုခံခြင်းမရှိပဲထောက်တနေရမှာကွေးကွေးဖြစ်နေအောင်ခွေနေရှာတယ်ကျောင်းဆရာတွေကလည်းသူမအဖေကိုတားမရအောင်ဖြစ်နေကြတယ်သူမရဲ့အဖေကသူမဟာအဝတ်ချိတ်တွေနဲ့အဝတ်လျှော်ဆက်ပြားတွေကိုခိုးယူသွားတယ်လို့အော်ဟစ်ဆဲဆိုနေတဲ့အတန်ကိုပဲကြားနေရပါတယ်တစုံတယောက်စီကလို့ဆွဆွဲနေတာပါကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေချက်ချင်းပင်ဝဲတက်လာမိတယ်သူမဟာအဲ့ဒီပစ္စည်းတွေကိုတကယ်လို့ခိုးခဲ့တယ်ဆိုရင်တော့ဒါဟာကျွန်တော်ကသူမကိုအဝတ်စားတွေလျှော်ဖို့ပြောလိုက်မိလို့ပဲဖြစ်ရမယ်ကျွန်တော်လက်သီးကိုတင်းတင်းဆုပ်လိုက်တယ်အဲ့ဒီအရက်သမားလှေကားနားကိုရောက်လာတာကိုစောင့်နေလိုက်ပြီးသူရောက်တာနဲ့သူ့ရဲ့နောက်ကျောကိုအားနဲ့ပြင်းပြင်းထိုးဝင်တိုက်ပစ်လိုက်တယ်ပြီးတော့မှကျွန်တော်အိမ်သာသွားချင်လွန်းလို့အလင်းစလိုနဲ့မကြည့်မိလိုက်လို့ပါလို့ဟန်ဆောင်ပြီးတောင်းပန်လိုက်ပါတယ်ကျောင်းကနေအိမ်ပြန်ရောက်တဲ့အခါမှာတော့ကျွန်တော်ဟာအဝတ်ချိတ်တန်တန်လေးတွေနဲ့အဝတ်လျှော်ဆက်ပြားတွေကိုအိမ်ကနေယူလာပြီးနန်းရံပေါ်မှာတင်ပေးလိုက်ပါတယ်နန်းကုန်လီကနန်းရံတစ်ဖက်ကနေခေါင်းလေးပြူပြီးကြည့်နေတယ်ကျွန်တော်ကပစ္စည်းတွေကိုလက်ညှိုးထိုးပြပြီးအိမ်ကိုပြန်ယူသွားဖို့ပြောလိုက်ပါတယ်သူကခေါင်းလျှော်ပြီးကျွန်တော်ပေးထားတဲ့အဝတ်စားတန်တန်လေးတွေကိုဝတ်ထားတာမို့အရင်ကထက်အများကြီးတက်ရှင်းနေပါတယ်ကျွန်တော်ကသူမရဲ့နားနောက်နဲ့လေပင်ကိုလက်ညှိုးထိုးပြပြီးမျက်နှာတစ်တဲ့အခါရေချိုးတဲ့အခါဒီနေရာတွေကိုလည်းတေချာပုတ်တိုက်စေးကြောရမယ်လို့ပြခေါ်လိုက်တယ်သူမကလည်းနားထောင်ကောင်းတဲ့ကလေးတစ်ယောက်လိုပဲသဘောတူကောင်းညိတ်ပြီးအတန်လေးထွက်လာပါတယ်ကျွန်တော်ကသူမကိုတကြားလုံးတစ်လုံးကမ်းပေးလိုက်ပြီးမင်းပဲနေရာများနာနေသေးလဲလို့အတန်လေးနူးနူးညံ့ညံ့နဲ့မေးလိုက်တယ်သူမကခေါင်းခါပြပြီးမျက်လွှာချကတောက်တောက်လေးရက်နေရှာတယ်ကျွန်တော်ကသူမကိုအရာအလုံးအဆင်ပြေသွားမှာပါအကုန်လုံးအဆင်ပြေသွားမှာပါလို့တိုးတိုးလေးပြောလိုက်တယ်နောက်တနေ့မနေ့စောစောမှာပဲအဖွားကပူပူနွေးနွေးကစုံဦးတွေကိုအိတ်တလုံးနဲ့ထည့်ပေးပြီးနန်းကုန်လီစီတော့တားပို့ဖို့ကျွန်တော်ကိုပေးလိုက်တယ်သူမဟာအကြာကြီးငြိမ်သက်နေပြီးမှကျေးဇူးတင်ပါတယ်လို့တိုးတိုးလေးရေရွတ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်လို့ရှက်ရွံ့စွာပြောရှာပါတယ်အဖွားကသူမကိုပြုံးပြပြီးခေါင်းလေးကိုပုတ်တက်ပေးလိုက်တယ်ကြောင်းရောက်တဲ့အခါအနားယူချိန်မှာသူမကိုဆရာကတကားပေါက်နာမှာပိတ်မိနေအောင်ဖမ်းဆီးပြီးစူပူချိန်မောင်းနေတာကိုထပ်တွေ့ရပြန်တယ်ဆရာကဘာလို့အိမ်စာမလုပ်တာလဲလို့ဒေါသတန်နဲ့မေးမြန်းနေပေမဲ့သူမကတော့ဘာမှပြန်မပြောပဲတိုင်းတိုင်းလိုငြိမ်သက်စွာရက်နေသေးပါပဲနောက်ဆုံးမှာတော့သူမကိုဒီတိုင်းပစ်ထားဖို့ကျွန်တော်စိတ်ကခွင့်မပြုနိုင်တော့ပါဘူးအဖွားကကော်ဖီထုတ်တွေစိုက်ပြိုးတဲ့အခါမှာတော့နန်းကုန်လီကိုခေါ်ပြီး
ဟင်းသီးဟင်းရွက်တွေဘလို့စိုက်ပျိုးရတယ်ဆိုတာတင်ပေးလိုက်ပါတယ်ဒီနီလန်းကိုနားလည်သွားရင်မင်းအိမ်မှာကိုယ်တိုင်စိုက်ပျိုးနိုင်မှာပါအဲ့ဒီခါကျရင်ကိုယ်တိုင်စိုက်ပျိုးစားတောက်နိုင်တော့မှာဖြစ်လို့ဘသူစီကမှခိုးစရာမလိုတော့ဘူးလို့ပြောလိုက်တယ်သူမကစိုက်ပျိုးနည်းတွေကိုအဆုံးထိအလွန်အာရုံစိုက်ပြီးကြည့်နေခဲ့တယ်ကျွန်တော်သူမကိုထမင်းတစ်ပန်းကန်ကျွေးလိုက်ပြီးကော်ဖီဆေးအိတ်ငယ်လေးတစ်ဝက်ကိုသူမရဲ့အိတ်ကက်ထဲကိုလှုပ်ဝက်စွာထည့်ပေးလိုက်တယ်အိမ်ရောက်ရင်မင်းရဲ့လက်ကွင်းထဲမှာဒီစိတ်တွေကိုကြအဲလိုက်ပါဘလို့လောက်ရမှန်းမသိရင်ငါစီလာမေးပါလို့ပြောလိုက်တယ်သူမထွက်သွားတာကိုကြည်ရင်းနဲ့ပဲကျွန်တော်မနေနိုင်ပဲမင်းအိမ်စာတွေကိုလှုပ်ဖို့မမေ့နဲ့အောင်လို့လှမ်းអော်လိုက်ပါတယ်တဖြည်းဖြည်းနဲ့နန်းကုန်ကြီးနဲ့ကျွန်တော်ဟာနေ့စဉ်နေထိုင်မှုပုံစံတစ်ခုကိုပိုင်ဆိုင်လာခဲ့ကြပါတယ်မနက်တိုင်းသူမကျွန်တော်စီလာပြီးမနက်စာစားလေးရှိပါတယ်ပြီးရင်တော့ကျွန်တော်နောက်ကိုလိုက်ပြီးကျောင်းကိုအတူတူသွားကြပါတယ်ကျောင်းဆင်းချိန်မှာတော့ဆရာရီရဲ့စပွဲခုံရှိမှအိမ်စာတွေလုပ်ရင်းကျွန်တော်ပြန်လာဖို့ကိုစောင့်နေတတ်ပါတယ်အတန်းဖော်တချို့ကသူမကိုငါရဲ့ကပ်ပါကောင်လေးလို့ခေါ်ပြီးလှောင်ပြောင်ကြပေမဲ့သူမကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့တနေ့မှာတော့သူတို့ကသူမကိုအမိုက်တွေနဲ့ပြစ်ပေါက်တဲ့အခါမှာတော့သူမဟာအယူတယောက်လိုအရှိန်နဲ့ပြေးဝင်သွားပါတယ်သူမဟာသူ့ကိုမြေပြင်ပေါ်သို့ပစ်ချလိုက်ပြီးသူ့ထက်အရက်တစ်ဝက်ခန့်ပိုမြင့်တဲ့ကောင်လေးတစ်ယောက်ကိုအသေးအတန်ရိုက်နှက်တော့တာပါပဲကျွန်တော်ကသူမကိုဆွဲခေါ်ပြီးစူပူလိုက်ပေမဲ့သူမကတော့အတန်တိုးတိုးလေးနဲ့မင်းပေးထားတဲ့အဝတ်တွေကညစ်ပတ်သွားလို့မဖြစ်ဘူးလေလို့ပြောရှာပါတယ်အဲ့ဒီစကားကြောင့်ကျွန်တော်စကားမပြောနိုင်အောင်ဖြစ်သွားရတယ်ကျွန်တော်လက်ကိုဆန့်ပြီးသူမအဝတ်စားဖို့ကနုံတွေကိုတုပ်ပေးလိုက်ပြီးအဝတ်တွေကညစ်ပတ်ရင်လျှော်လို့ရတယ်ဒါပေမဲ့မင်းသာထိခိုက်ဒဏ်ရာရသွားရင်မင်းနာမလေးလို့ပြောလိုက်တယ်သူမနောက်ထပ်အနိုင်ကျင့်မခံရအောင်ကြောင်းစင်းရင်ဆရာရီရဲ့ရုံးခန်းထဲမှာပဲစောင့်နေဖို့နဲ့ကျွန်တော်လာခေါ်မှအတူတူပြန်ကြဖို့ပြောလိုက်ပါတယ်စောင်းဥရသည်ရိတ်သိမ်းချိန်ရောက်တဲ့အခါကျွန်တော်အဖိုးဘွားတွေကိုလက်ကွင်းထဲမှာကစုံဥတွေကုတူးပေးနေခဲ့တဲ့ခေါင်းမော့ကြည့်လိုက်တဲ့အခါဝေးဝေးတနေရာမှာနန်းကုန်ကြီးတယောက်ကျွန်တော်တို့ဘက်ကိုငိမ့်သက်စွာငေးကြည့်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်အိမ်ကိုပြေးသွားပြီးအိမ်ငယ်လေးတစ်လုံးယူကသူမစီပြေးသွားခဲ့တယ်သူမကိုတရားအထိရေတွက်ပြီးရင်ကျွန်တော်တို့စီလာကူပေးဖို့ပြီးရင်ကစုံဥတွေပေးမဲ့အကြောင်းပြောပြလိုက်တဲ့အဖိုးနဲ့အဖွားကလည်းကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုနားလည်သွားပြီးသူမကိုပြုံးပြရင်အလုပ်ကူလုပ်ပေးဖို့ခေါ်လိုက်ကြပါတယ်သူမဟာတနေရာထဲမှာရက်နေရင်လုံးဝတောင်းတောင်းလေးဖြစ်နေရှာတယ်ဒါဟာတနာကယူနာတမှုမျိုးမပါတဲ့စစ်မှန်တဲ့ကျဉ်းသားမှုမျိုးကိုပထမဆုံးအကြိမ်ခံစားလိုက်ရတာဖြစ်လို့သူမအကြာကြီးမလုံနိုင်ပဲဖြစ်နေခဲ့တာပါကျွန်တော်ကအနှဲငယ်အလင်းစလို့လှုပ်ခိုင်းလိုက်မှသာသူမဟာနောက်ဆုံးမှာထိုင်ချလိုက်ပြီးကစုံဥတွေကိုစနစ်တကျရွေးချယ်ပေးဖို့ကူညီပေးပါတော့တယ်မကြခင်မှာပဲသူမစိုက်ပျိုးထားတဲ့ကော်ဖီထုတ်လေးတွေကအညောက်ပေါက်လာကြပါတယ်အဲ့ဒါလေးတွေကစိမ့်ဆုံနေတဲ့ကော်စောတစ်ချက်လိုလှပနေခဲ့တယ်သူများကိုအတူယူပြီးသူမဟာတကိုင်းချောက်လေးတွေကိုကောက်ယူကာသူမရဲ့ဟင်းသီးဟင်းရွက်ခင်းလေးကိုချက်တွေဘဲတွေလာမစားနိုင်အောင်ကာယံထားလိုက်ပါတယ်ကျွန်တော်ဟာသူ့ရဲ့ဟင်းသီးဟင်းရွက်ခင်းလေးကိုလှည့်ပတ်ကြည့်ရှုရင်းစိတ်ရင်းအမှန်နဲ့ချီကျူးစကားဆိုလိုက်ပါတယ်မင်းရဲ့ကော်ဖီထုတ်လေးတွေတကယ်ကိုကောင်းကောင်းကြီးထွားနေတာပဲလို့ပြောလိုက်တယ်အဖွားကလည်းကျွန်တော်ကိုမုံလာဦးနဲ့ကော်ဖီပင်ပေါက်လေးတွေကိုသူမစီသွားပေးဖို့ခိုင်းလိုက်ပါတယ်သူဟာဟင်းသီးဟင်းရွက်ပင်ပေါက်လေးတွေကိုလှမ်းယူလိုက်ပြီးခဏတာအငေါဖြစ်သွားကနောက်ကိုလှည့်ပြီးအိမ်ထဲကိုအမြန်ပြေးဝင်သွားပါတယ်သူအပြင်ကိုပြန်ထွက်လာတဲ့အခါမှာတော့အလွန်ကြည်လင်နေတဲ့ရေတပံကန်ကိုကင်ထားပါတယ်သူမဟာကျွန်တော်ကိုအတန်တိုးတိုးလေးနဲ့တီလာကျမလို့တိုးတိုးလေးရေရွတ်လိုက်ပြီးရေခွက်နဲ့ပကံကိုတေချာစေးကြောတန့်စင်ထားပါတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ပြုံးပြပြီးသူမရဲ့သပင်လေးတွေကိုဖွာဖွာလေးပုတ်တက်ပေးလိုက်ပါတယ်သူမစိတ်သက်သာရသွားစေဖို့အတွက်ပကံကိုယူပြီးရေကိုတောက်ပြလိုက်ပါတယ်ဒါပေမဲ့ပကံကိုချလိုက်တာနဲ့တပြိုင်နက်အရက်သမားအဖေကအိမ်ထဲကနေထွက်လာပါတော့တယ်နန်းကုန်ကြီးကချက်ချင်းဆိုသလိုပဲနောက်ကိုလှည့်ပြီးသူမရဲ့ခန္ဓာကိုယ်တိတိလေးနဲ့ကျွန်တော်ရှိမှကာကွယ်ပေးလိုက်ပါတယ်အဲ့ဒီခိုက်တက်မှာကျွန်တော်ရင်ထဲမှာတစုံတစ်ခုစိုးတက်လာတယ်လို့ခံစားလိုက်ရတယ်သူမဟာအဲ့ဒီလူကိုအလွန်မင်းကြောက်ရွံ့နေပေမဲ့သူမရဲ့အသိစိတ်ကကျွန်တော်ကိုကာကွယ်ပေးဖို့တွန်းအားပေးနေတာပါကျွန်တော်သူမရဲ့ပခုံးလေးကိုအသာပုတ်လိုက်ပြီးသူ့အဖေကိုနှုတ်ဆက်လိုက်ပါတယ်အဖေဖြစ်သူကိုရင်ကြီးကြီးပဲနှုတ်ဆက်လိုက်ပြီးကျွန်တော်ကောင်းမလေးကိုလည်းဂရုစိုက်ဖို့မှာကြားပြီးတဲ့နောက်မှာတော့လှည့်ထွက်လာခဲ့လိုက်တယ်အဲ့ဒီနေ့မှာပဲနန်းကုန်ကြီးကလူတစ်ယောက်နဲ့ရန်ဖြစ်လာလို့ဆိုပြီးဆရာကကျွန်တော်ကိုရုံးခန်းထဲခေါ်တွေ့တယ်ဆရာကကျွန်တော်ကိုအကြီးကျယ်စူပူချိန်မောင်းပြီးသူ့ကိုအုပ်ထိန်သူရောက်အနေနဲ့ပို့ပြီးထိန်းချောင်းပေးဖို့တောင်းဆိုလာတယ်ကျွန်တော်လည်းသူ့စကားကိုချက်ချင်းပဲဖျက်ပြောလိုက်တယ်ဆရာကျွန်တော်ကသူ့ရဲ့တရားဝင်အုပ်ထိန်သူမဟုတ်ပါဘူးဆရာရဲ့ကိုချင်းတရားသင်ခန်းစာတွေကိုနားထောင်ဖို့လည်းဘာတာဝန်မှမရှိပါဘူးကျွန်တော်ကသူ့ရွာကအကိုတယောက်သာဖြစ်ပါတယ်တခြားဘာမှမဟုတ်ပါဘူးလို့ပြောလိုက်တယ်ရုံးခန်းထဲကနေထွက်လာတဲ့အခါမှာတော့